မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့်ခွန်အားသည့်နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဘုရားခင်ရွေးကောက်တော်သူဆိုတဲ့ကောင်းစဉ်နဲ့ယောဟန်အခန်းကြီး15အငယ်16ကိုဆင်ခြင်သွားခြင်းပါတယ်သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်ငါသည်သင်တို့ကိုရွေးကောက်သဖြင့်သင်တို့သည်တွား၍တည်ကြည်သောအသီးကိုတီးမိအကြောင်းနှင့်ငါနာမကိုအမိပြု၍ခမဲတော်မှတောင်းသမျှတို့ကိုရမည်အကြောင်းသင်တို့ကိုငါခံထား၏ဘုရားခင်ရဲ့ကျွန်တော်တို့အပေါ်ရှိတဲ့ချစ်ချင်းဟာကျွန်တော်တို့စိတ်ကူးနိုင်သမျှထက်ကျော်လွန်ပါတယ်ဘုရားခင်ကကျွန်တော်တို့ကိုသူ့ရဲ့ကိုယ်ပိုင်အဖြစ်ရွေးကောက်ခဲ့တယ်လူဘဝမှာရွေးချယ်ခံရခြင်းဆိုတာကအလွန်ပဲတန်ဖိုးရှိပါတယ်အလုပ်တစ်ခုမှာရွေးချယ်ခံရတာအသင်းတစ်ခုခုမှာတာဝန်တစ်ခုခုအတွက်ရွေးချယ်ခံရတာဆိုတာကကျွန်တော်တို့ကိုဂုဏ်ယူစေပါတယ်ဒီလိုရွေးချယ်ခံရခြင်းမျိုးမှာအခုလူတွေရဲ့ရွေးချယ်မှုမျိုးမဟုတ်ဘဲနဲ့ဘုရားခင်ကိုယ်တော်တိုင်ကရွေးကောက်တော်မူခြင်းပဲဖြစ်တယ်ဒီအရာကိုအပြည့်အဝနားလည်ဖို့ခက်ခဲနိုင်ပါတယ်ဒါပေမဲ့ကဘာစัจ java လာကိုဖန်ဆင်းတဲ့ဘုရားခင်ကကျွန်တော်တို့ကိုရွေးကောက်ခဲ့တယ်ဘုရားခင်ကိုကျွန်တော်တို့ကကိုယ့်ရဲ့အဘနေရာခမဲတော်နေရာမှာရွေးချယ်ခဲ့တာမဟုတ်ဘဲနဲ့ဘုရားခင်ကရွေးကောက်တော်မူခြင်းဖြစ်တယ်ဒီအချက်ကအရေးကြီးပါတယ်ကျွန်တော်ရဲ့ကောင်းမှုကြောင့်မဟုတ်ဘူးကျွန်တော်တို့တန်ဖိုးရှိလို့လည်းမဟုတ်ဘူးဘုရားခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲဖြစ်တယ်ဘုရားခင်ကကျွန်တော်တို့နှလုံးသားထဲကိုစကားပြောဆိုပြီးတော့သူ့စီကိုဆွဲဆောင်ခဲ့တယ်ဒီလောကကဘာကြီးကိုမဖန်ဆင်းခင်ကတည်းကဘုရားခင်ကကျွန်တော်တို့ကိုသူ့ရဲ့သားသမီးအဖြစ်ရွေးကောက်ခဲ့တာဖြစ်တယ်ဘုရားခင်ရဲ့ပြည့်စုံတဲ့ချစ်ချင်းကိုခဏလောက်စဉ်းစားကြည့်ပါဒါလောက်အံ့ဩဖွယ်ကောင်းတဲ့ဘုရားခင်ရဲ့ချစ်ချင်းမေတ္တာပုံရိပ်ကိုအာယုံစိုက်ကြည့်ပါဘုရားခင်ကကျွန်တော်တို့ကိုသူ့ရဲ့သားသမီးအဖြစ်ရွေးကောက်ခဲ့တယ်ကျွန်တော်တို့မှာဘုရားခင်ကိုပေးနိုင်မဲ့တန်ဖိုးရှိတဲ့အရာမရှိပါဘူးလူတကာထက်လည်းဘာမှပို့ပြီးတော့ကောင်းခဲ့တာမရှိပါဘူးဧရှာယအခန်းကြီး64အငယ်6မှာကျွန်တော်တို့ရှိသမျှသည်စင်ကြယ်ခြင်းမရှိပါပြုဘူးသမျှသောကုသိုလ်ကောင်းမှုတို့သည်ညစ်သောအဝတ်နှင့်တူကြပါ၏ကျွန်တော်တို့ရှိသမျှသည်တိတ်ရွက်ကဲ့သို့ညှိုးနွမ်းလျက်ရှိ၍ကိုယ်အပြစ်တို့သည်လေကဲ့သို့ကျွန်တော်တို့ကိုတိုက်သွားပါပြီလို့ဆိုထားပါတယ်ကျွန်တော်တို့ရဲ့အကောင်းဆုံးနေ့တွေတွေကအကောင်းဆုံးအကျင့်တွေကဘုရားသခင်ရဲ့ရှေ့မှာညစ်တဲ့အဝတ်အစားတွေလိုပဲဖြစ်တယ်ဘုရားခင်ကကျွန်တော်တို့ကိုရွေးကောက်ဖို့အတွက်ကျွန်တော်တို့မှာကောင်းတဲ့အကြောင်းပြချက်ဆိုတာကမရှိခဲ့ပေမဲ့ဘုရားခင်ကကျွန်တော်တို့ကိုရွေးကောက်ခဲ့တယ်ရွေးကောက်ပြီးတော့သူ့ရဲ့သားသမီးအဖြစ်ခေါ်ခဲ့တယ်ဥပမာအနေနဲ့စုံတွဲလင်မယားနှစ်ယောက်ကကလေးတစ်ယောက်ကိုမွေးစားဖို့အတွက်မိဘမဲ့ဂေဟာတစ်ခုကိုတွားတဲ့အကြောင်းကိုစဉ်းစားကြည့်ပါသူတို့ဟာအကြောင်းမသိပဲကလေးတစ်ယောက်ကိုကြည့်ပြီးတော့စိတ်ဝင်စားတယ်ကလေးကိုမွေးစားဖို့ဆုံးဖြတ်တယ်အဲ့ဒီကလေးကသူတို့ကိုပေးနိုင်တဲ့အရာဘာမှမရှိဘူးသူတို့မိသားစုဖြစ်ဖို့အတွက်တက်တည်ပြနိုင်မဲ့အရာလည်းမရှိဘူးဒါပေမဲ့ကလေးကိုချစ်တဲ့သူတို့ရဲ့အချစ်ကြောင့်ကလေးကိုမွေးစားဖို့ရွေးချယ်ခဲ့ကြတယ်ကလေးရဲ့အနာဂတ်ကိုသူကိုယ်တိုင်မမြင်နိုင်တဲ့အရာတွေကိုသူတို့မြင်ကြတယ်ကလေးရဲ့တန်ဖိုးကြောင့်မဟုတ်ဘဲနဲ့သူတို့ရဲ့ချစ်ချင်းကြောင့်သူတို့မိသားစုတွေကိုဝင်ရောက်ခဲ့ရတယ်အဲ့ဒီအတိုင်းပါပဲဘုရားသခင်ကကျွန်တော်တို့ကိုကြည်မြင်သိခဲ့တယ်ကျွန်တော်တို့ဟာညဉ့်ညမ်းပြီးတော့အပြစ်ရဲ့သွေးဆောင်မှုအမျိုးမျိုးအောင်မှာအပြစ်ရဲ့ကြေးကျွန်ဖြစ်နေခဲ့တယ်မျောလင့်ချက်မရှိအနာဂတ်မရှိဝိညာဉ်ရေးရမိသားစုလည်းမရှိခဲ့ပါဘူးဒါပေမဲ့လည်းဘုရားသခင်ရဲ့ချစ်ချင်းကကျွန်တော်တို့စီကိုရောက်လာခဲ့တယ်ဘုရားသခင်ရဲ့ရွေးကောက်ခြင်းကသူ့ရဲ့ချစ်ချင်းနဲ့ဆက်နွယ်ပါတယ်ဒါကြောင့်အေဖက်အခန်းကြီး1အငယ်3ကနေ4မှာငါတို့သည်ဘုရားသခင်ရှေ့တော်၌မေတ္တာအားဖြင့်တန်ရှင်းလျက်အပြစ်ကင်းလွတ်လျက်ဖြစ်မည်အကြောင်းဤကဘာမတီမရှိမီငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီကောင်းကင်ဘုံ၌ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အားဖြင့်ငါတို့အားပေးသနာတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမဲတော်ဘုရားသခင်သည်မင်္ဂလာရှိတော်မူစေတည်းလို့ဆိုထားပါတယ်ဘုရားသခင်ရဲ့ရွေးကောက်ခြင်းဟာမတော်တဆမဟုတ်ဘဲနဲ့အစကတည်းကတည်တည်ချာချာစီမံထားတဲ့မြတ်တာတော်တစ်ခုပဲဖြစ်တယ်ဥပမာအနေနဲ့မိဘတွေကကလေးကိုမွေးဖွားပြီးတဲ့နောက်မှချစ်တာမဟုတ်ပါဘူးမမွေးခင်ကတည်းကချစ်နေပြီးသားဖြစ်တယ်ဒီလိုပဲဘ
ဘုရားသခင်ကကျွန်တော်တို့ကိုအစကတည်းကချစ်ပြီးတော့ရွေးကောက်ရွေးချယ်တော်မူပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုသူ့အတွက်ရွေးချယ်ခဲ့တယ်တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့စိတ်လုံးထဲမှာလှုပ်ရှားလှုပ်ဆောင်ခဲ့ပြီးတော့ယုံကြည်ခြင်းအားဖြင့်ကျွန်တော်တို့ဟာဘုရားသခင်စီကိုရောက်လာခဲ့တယ်အခုတော့ကျွန်တော်တို့ဟာဘုရားသခင်ရဲ့သားသမီးဖြစ်တယ်သူ့ရဲ့မိသားစုရဲ့အဖွဲ့ဝင်ဖြစ်တယ်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့သားသမီးမိသားစုဝင်ဖြစ်တဲ့အတွက်လည်းမိသားစုနဲ့ဆိုင်တဲ့အငန်းအတာကိုလှုပ်ဖို့တာဝန်လည်းတခါရှိနေပါတယ်အဲ့ဒါကတော့ဒီနေ့ဆင်ခြင်တဲ့နှုတ်ကပတ်တော်ထဲမှာဆက်ပြီးတော့ပြောနေတာကတည်ကြည်တဲ့အသီးကိုတီးဖို့ဖြစ်တယ်ဒါကအသက်တာမှာကောင်းတဲ့အကျိုးရှိစေဖို့အတွက်တခြားသူတွေကိုကောင်းကျိုးပေးစေဖို့အတွက်ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေတဲ့သူဖြစ်ဖို့အတွက်ပဲဖြစ်တယ်အေဖက်အခန်းကြီးနဲ့အငယ်30မှာအဘယ်ကြောင့်နည်းဟုမူကားငါတို့သည်ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင့်လည်ရမည်အကြောင်းဘုရားသခင်သည်ငါတို့ကိုပြင်ဆင်တော်မူနှင့်ပြီလို့ဆိုထားတယ်ကျွန်တော်တို့ဟာကောင်းတဲ့အကျင့်တွေမှာကျင့်လည်ဖို့အတွက်သခင်ယေရှုခရစ်တော်အားဖြင့်ပြုပြင်ခြင်းနဲ့ရွေးကောက်ခံခဲ့ရတာဖြစ်တယ်အဲ့ဒီကောင်းတဲ့အကျင့်တွေမှာကျင့်လည်ခြင်းနဲ့ပတ်သက်တဲ့အရာမှာသက်ဆိုင်တဲ့တာဝန်ကတော့ရှင်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီး1အငယ်9မှာသင်တို့မူကားမောင်မိုက်ထဲမှအံ့ဘွယ်သောအလင်းတော်သို့ခေါ်သွင်းတော်မူသောသူဤဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မြင်းစည်းစိမ်ရှိသောယေဘရဟိတ်မျိုးတန်ရှင်းသောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏လို့ပြောထားပါတယ်ဒါကြောင့်အလင်းထဲမှာအသက်ရှင်ရမယ်ဘုရားသခင်ရဲ့ကောင်းမှုကိုကြေညာရမယ်လောကအတွက်ဘုရားသခင်ကိုစားပြုတဲ့သူတွေအနေနဲ့အလင်းနဲ့စားဖြစ်နေရမှာဖြစ်တယ်ဒီနေ့ဆင်ခြင်တဲ့နှုတ်ကပတ်တော်ဂရုတော်အားဖြင့်ယုံကြည်ခြင်းနဲ့ဝန်ခံအသက်ရှင်သွားကြဖို့ကကျွန်တော်တို့မသိခင်ကတည်းကဘုရားသခင်ကကျွန်တော်တို့ကိုရွေးကောက်ခဲ့တယ်ကျွန်တော်တို့မှာဘုရားသခင်ကိုပေးနိုင်ခဲ့တာဘာတစ်ခုမှမရှိခဲ့ပါဘူးဘုရားသခင်ရဲ့အောပွေချစ်ချင်းမြတ်တာကကျွန်တော်တို့စီကိုရောက်လာခဲ့တယ်ဒီနေ့ကျွန်တော်တို့ဟာဘုရားသခင်ရဲ့သားသမီးဖြစ်တာကကိုတော်ရဲ့ချစ်ချင်းကြောင့်ပဲဖြစ်တယ်ဒါကြောင့်ကိုတန်ဖိုးထားရမယ်ဝိညာဉ်အသီးတွေတီးပွင့်တဲ့အသက်တာအားဖြင့်ဘုရားသခင်ရဲ့အလိုတော်နဲ့အညီအသက်ရှင်ရမယ်ဂျာနာဆင်ခြင်ခဲ့သူအလုံးအပေါ်မှာဘုရားသခင်ရဲ့သားသမီးတွေအဖြစ်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာများတည်နေပါစေအာမင်ဤခွန်အားသည့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါသည်